ရိမ့်မဲ့ငါစီဘာလို့လာတာတော့ ခရုတ်ကြီးအကုန်လုံးလိုက်လို့ ဟုတ်ငါအေးစစ်စစ်အိမ်တော်ထဲမှာတိုင်းလေးကျင့်နေတာအချိန်ပြတ်တယ်ကွာ ရာ အော်ယုံပြတ်တယ်လို့ပြောတာကွာနေစမ်းမအောင်ဂိမ်းမှာဘာရေးကိစ္စပေါ်နေလို့လဲ ကျန်းကြောက်ကြီးတွေးကြလေးကြော်တွေပိတ်ပြီးလှုပ်လို့မရတော့ပါ ငါမတော်ခင်ကလေးကအတေချာမာခဲ့တယ်အိမ်တော်ကြီးခဏမတက်ပါနဲ့လို့အဲ့ဒီ Telegram စကားတွေကြောင့်ချစ်ချင်တဲ့သူနဲ့အကျိုးကတ်တဲ့သူနဲ့ကုတော့ပြစ်ပြီး အဲ့လိုမဟုတ်ပါဘူးဆရာခရုတ်ကြီးကဝေးမီမွေနိုင်လို့ဟိုတကားတွေမကြည့်နိုင်တာကြပါပြီ အိုးအဲ့လိုလားနေစမ်းမအောင်မင်းကငါတို့ကိုင်းထဲမှာတကားမှမတွေ့ဘူးပါဘူးဟုတ်လေမင်းကကိုင်းတော်တက်လား ဟုတ်ပါတယ်ခင်ဗျကျွန်တော်နာမည်ကတောက်တဲ့ဆရာပညာတွေကျွန်တော်လည်းတင်ပေးပါအောင် တင်ပေးတာတော့ရပါတယ်တို့ပေမဲ့ငါပညာတွေကိုမင်းလက်ကနိုင်ဖို့အိမ်သာရှိဖို့တော့လိုတယ်ကွာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ကြိုးစားပါမယ်ကဲအဲ့ဒါဆိုလည်းငါတို့တွားမယ်မြေမဝိစာကြောက်ကိုတင်းပို့တယ်ရှိလို့ကြောက်ကူးပဲမှာလဲ ဘယ်တိမလဲကွာမင်းမတော့ရှာပါလား မင်းကဂိမ်းထဲမှာနေပြီးဂိမ်းကြောက်ပဲမှာရှိလဲမသိအောင်မင်းဘာလုပ်နေလို့လဲ မဟုတ်ဆရာဘောလုံးဝဲရှုံးလို့စိတ်ညစ်နေတာနော်အေးစင်းနေ မင်းနဲ့ချက်တီပွဲဘယ်လိုပြီးတော့လဲ 2-1နဲ့ရှုံးသွားတယ် ပြုံမင်းကတမျိုးကွာပတ်ဝင်းမုံဒီငါ့ကိုဘာဖြစ်လို့လိုက်ပြီးတက်ကိုက်နေရတာလဲ ငါ Facebook မှာတင်ထားတဲ့ပုံတွေကိုနေဘာဖြစ်လို့လိုက်မလောက်တာလဲ ဒီမောင်နေရဲ့ Facebook မှာတင်ထားတာလေပုတ်ပြက်ပုံတွေတိလားငါနေကိုလိုက်လို့စရာလား အောင်မ မြေမဝိစာမင်းကကောက်ကောက်မင်းနေတယ်ဂိမ်းကြောက်ပဲမှာလဲ မပြေတော့ဘာလို့ကျင်လဲကွာ ယူ ဟေးကြကြစမ်းဘာဖြစ်နေကြတာလဲ အိုးကျွန်တော်တို့ဂိုင်းချိန်မတောင်းနိုင်ဖို့အတွက်တိုင်းလေးကျနေတာပဲကြောက်ကြီး ဟမ်တိုင်းလေးချင်းနေလေပြင်မတော့ချင်းလေကဲမဆောင်ပြကြတော့ရင်ဘယ်လိုလုပ်မလဲကန်ရဲ့စီးပွားရေးအခြေအနေကမကောင်းရတဲ့တဲမှာအားဆုံးလေကန်ကျုပ်ကျမတို့ဒီကောက်စီးပွားရောက်ကြရင်စီးတွားရောက်ကြမယ်လေကျောင်းဆက်ပါရှိလို့လေနေကိုနေမဲ့ discount ချပြီးရောက်လိုက် ကုန်းနေကြောက်ကြီးအဲ့တော့မကျွန်တော်တို့ဂိုင်းဒီတကူနာမည်ပို့ကြည့်ဦးမှာ ဟေကောင်ဒီစံရေးကြီးတဲ့ကိစ္စပြောမလို့မော်ဇန်နဲ့လက်ဆွဲတိုင်းလောကမှာဘာတူးချမှုတွေတွေ့လေ မင်းမပြောနဲ့ငါပြောမယ် ဟမ်တတိနေ့တခုပြောဖို့ကညောက်လုပြီးတော့ပြောနေကြတယ်နေတို့ကလေယောက်ျားလေးမဟုတ်တဲ့အတိုင်းပဲဟဲ့လင်းဆွဲနေပဲပြော တိုင်းလောကထဲမှာသူကြတဲ့တဲ့တခုရတာပါတယ်ကျန်းကြောက်ကြီး ဘာတတင်လဲ တက်တန်နီတောင်ပေါ်မှာနှစ်1020ကမဝင်နေပြီလို့သိရပါတယ် ဟဲ့တကယ်လားအဲ့ဒီစကမောင်းတာရရင်လေခုလေးချင်းနေတဲ့တောင်ကြပန်းတိုင်းချင်ယူပို့ပြီးတော့မြက်ဆက်အောင်မြင်မှာတိလာလို့ ကျန်းကြောက်ကြီးအဲ့တောင်ကိုကျွန်တော်ပေးပါကျွန်တော်တော့ပေးပါမယ် ။ရောမင်းတယောက်တည်းတွားလို့ရမလားကွ။ဟုတ်ကောင်တမိတကူကလည်းရအောင်ယူမှာ။ဒီကိစ္စရေးကြည့်တော့ခိုင်းရဲ့အင်အားကုန်တုံးမပြစ်မှာ အဲ့တော့ဆိုရင်ကျွန်တော်တို့မှလက်ရှိရှိနေတဲ့လူရင်းနဲ့တွားရောကြောက်ကြီး မလုံလောက်သေးဘူး။လင်းဆွဲတောင်ပေါ်မှာတိုင်းကျင်နေတဲ့ကျေစောတော်တွားခေါ်လာခဲ့ ဟုတ်ကဲ့ပဲကြောက်ကြီးကြောက်ကြီးရဲ့အတွင်းတန်ရာတော်တော်ပြင်းနေဗျခန္ဓာကိုယ်ထဲမှာရှိတဲ့အတွင်းအားလုံးကရုံးမြန်ဖြစ်ပြီးအချင်းချင်းတိုက်ခိုက်နေတယ်ကုလိုလိုစေတော့အဲ့ဒီအတွင်းအားတွေကိုကြက်အောင်မှရှိတဲ့ပင်မတွေးကြောမှာစူးစီးထားတယ် ဒါဆိုရင်ငါ့ရဲ့အတွင်းအောက်တွေပုံမှန်ပြတ်ပြဖို့အတွက်မင်းလည်းမတက်နိုင်ဘူးပေါ့ ကျွန်တော်စိတ်ကောင်းပါတယ် ဆရာစိတ်တစားအဲ့ဒါဆိုရင်ကျွန်တော်တို့စူပေါင်းအတွင်းအားနဲ့ကုတက်လိုက်မယ်ဆိုရင်ရော ပို့စုတော့မှာပေါ့မင်းတို့ငါတို့မှရှိတဲ့အတွင်းအားတွေကတယောက်နဲ့တယောက်တူကြတာမဟုတ်ဘူး စိတ်တစားအတွင်းအားနဲ့ကုပေးထားတော့အဲ့တဲ့အန်တွေကတော့စိုးရင်ကြမရှိတော့ပါဘူးဒါပေမဲ့တိုင်းကျင်းလို့မရတော့ဘူးဆိုတော့ပြတ်တနာပဲကွာ ။တွင်းရတုံးလိုက်ရင်ဘာဖြစ်နိုင်လဲဆရာ
အတွင်းတိုးရင်လေလေပေါ်ပြတ်သွားနိုင်တယ်အရင်ဆုံးကြောက်မှရှိတဲ့ပင်မတွေးကြောပဲထားရင်ထားလာလိုက်မယ် ဟဲ့ဒေဝီနေပါပြီးရှောက်တင်သားနေတာတော့စိတ်ထပြောနေတာကကြောက်နဲ့လက်မမရှိတဲ့အတွင်းရဲ့စူးစီးတဲ့နေရာကိုပြောနေတာ တလမဆိုတော့တော်ရရပေါ့ ဒီတိုင်းထားလို့တော့မဖြစ်သေးဘူးခဲကျိုးရဲ့အတွင်းအတွေပုံမှန်ပြတ်ပေးဖို့နီးလက်ရှာရမယ် အော်မင်းနေလိုက်တာတနေ့ကဈေးမှာဖျားပန်းတော့ဝဲတော့ဈေးတွေပြောတန်ကြတယ်အတွင်းရောက်ကောင်းစီတဲ့ပန်းပွင့်နေပြီတဲ့ဘာပန်းလေပစပြားတွေမင်းနေလိုက်တာ နေပါစပြားနဲ့မင်းနေတာဆိုတော့ရွှေပန်းမို့လား ချွေပန်းမဟုတ်ပါဘူးနေတတောင်းမှာပွင့်နေဆိုတဲ့ပန်းလေ နင်ပြောတော့ငါတိပြီနှစ်တောင်20ကမုံပြောတာမလား အော်ဟုတ်တယ်ဆရာစိတ်တသာရက်ကိုကျန်တဲ့ဒေါ်လေးရှိရမယ်နော်အဲ့ဒါကြောင့်မို့လို့ဆရာကိုဒေဝီယာရအောင်ငါစားနေရတာ အဲ့ဒီတကယ်ဆိုရင်တော့အရေးကြီးပြီကွအဲ့ဒီ20ကမောကိုတို့ရအောင်ယူရမယ် အဲ့ဒီ20ကမုံတော့ရမယ်ဆိုလို့ရှိရင်ခဲကျုပ်ကြီးရဲ့ယောဂတွေမကဘူးအိနေတော့အရင်တက်ပို့ပြီးထောင်းလာမှာ ကဲအဲ့တော့ဆိုရင်လည်းအမြန်တော့ရှာရကွာနေဦးဘရာဇီးအကိုင်းအကောင်နေတဲ့အရင်ဥမှဖြစ်မှာနော်စိတ်ထမင်းဥဆောင်ပြီးတွားရှာကွာ ဟုတ်ကဲ့ကျွန်တော်ခုပဲတွားလိုက်ပါမယ်လင်းဆွဲဆိုတဲ့ကောင်လည်းကြောက်လိုက်တာကွာသူ့ကန်ကျိုဂျေစောတော်တော့ခေါ်တာဒီလောက်တော့မကြောက်လားမသိဘူး အော်တောင်မတက်နေဆိုလဲကြားမှာပေါ့ ငါတော့ဆိုလို့ရှိရင်တောက်တက်ရဲမြန်တာတစ်ချက်ကုန်လိုက်တာနဲ့တောက်ပေါ်တက်ရောက်တယ် အဲ့ဆိုရင်တော့ချတောင်မဝဲဖြစ်မယ် နေပပိုးကလည်း ဟေးရမဖြစ်ကြနဲ့အိမ်ထဲမှာကန်ကြောက်ကြီးတိုင်းလေးချင်းနေတယ်ဒါနဲ့ငါတို့ကန်ကြောက်ကြီးကိုအခုတော့ကြည့်ရတာတစ်မျိုးပဲနော်တို့ညာပန်းတိုင်းချင်းကိုကျင့်ပြီးကြတဲ့ကခုတော့ပို့ပြီးလှကျင်နေလို့ပဲ အဲ့ဒါဆိုရင်ဟိုတနေ့ကငါမျက်နှာချေဘူးတွေပျောက်သွားတာခိုင်းကြောက်ကြီးလက်ချက်ပဲပြရမယ် ဟုတ်တယ်ငါလည်းတတိထားမိတယ်ကန်ကြောက်ကြီးကိုကြည့်ရတာလမ်းမြောင်းကျင်နေပြီနဲ့တူတယ် ပြုံးကျုပ်မပြောနဲ့ခဲကျုပ်ကြီးကြောက်တော့ရင်မင်းအညစ်ခံနေရမယ် ဟမ်သာတော့က မင်းကိုလည်းဘင်းကိုပြောနေရ ဟမ်သူကန်ကြောက်ကျင်းစောတာရောက်လာပြီ ခိုင်းကြောက်ကိုယူတည်ပေးပါတယ် မတွေ့တာကြပြီနော်ကျင်စောတာတောင်ပေါ်မှာတိုင်းလေးကျင်တာအစ်ပြည့်လား ပြပါတယ်ခိုင်းကြောက် တို့ကိုင်းအတွက်အရေးကြီးတဲ့ကိစ္စရှိလို့မင်းကိုစစ်ခေါ်လိုက်ရတာ အမရှိပါခိုင်းကြောက် အင်းနှစ်တောင်20ကမုံပွင့်နေပြီတဲ့အဲ့ဒါကိုမရရအောင်ယူရမယ်အဲ့ဒီ20ကမုံကိုအောက်ခံပေါင်းမိကိုင်းကဟုတ်ကောင်တမိန်တခုတို့ကလည်းလူချင်းနေတယ်အဲ့ဒီတော့အဲ့ဒါကိုမင်းဥဆောင်ပြီးရအောင်ယူရမယ် သိချပါခိုင်းကြောက် ကျွန်တော်လည်းမမူလာကိုက်ကြောက် ဟဲ့လင်းဆွဲနေလိုက်တော့ရင်ငါ့ကိုပြုစုမဲ့သူမရှိဘဲနေမှာပေါ့နေလိုက်မတော်နဲ့ဒီမှာလင်းဆွဲတိုင်းကျင့်ရမယ်